အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော် YouTube channel မှာကြိုဆိုပါရစေကျွန်တော်ရဲ့ဒီမှာတစ်ပတ်စာမပြောက်ပတ်သည့်၄လုံးကတော့၄လုံးထွက်သွားပါပြီဗျာနော်263ရက်တွင်တစ်လုံးဆိုတော့လည်းတစ်လုံးထွက်ပါတယ်ဒီတည်းကပြီးခွေတော့မလာသေးပါဘူးအထက်အောက်ကတော့ဒီမှာ3ချိန်4ချိန်လောက်ရိုက်သွားပါပြီနော်ဒီတည်းကတော့ပြီးခွေအပူပန်ပါရင်3ချိန်လောက်ထွက်ပါတယ်ဗျာနော်ကျွန်တော်တင်ပေးခဲ့ပါတယ်၄တစ်လုံးပတ်သည့်လိုက်ပါဆိုတော့နော်ဒီလုံးပတ်သိလိုက်ပါဆိုပြီးတော့သင်ပေးခဲ့ပါတယ်ကျွန်တော် channel ကြည့်တယ်လို့သိပါတယ်ကျွန်တော်အားလုံး free ပေးတဲ့အတွက်ကြောင့်ကျွန်တော်ဘာမှလိမ်ညာညာများလည်းမရှိပါဘူးเนาะနေ့ကတော့ကျွန်တော်မနက်ပိုင်းမှာ1 chain မှန်ပါတယ်ဗျာနော်နေ့မနက်ပိုင်းမှာ4ခုနောက်ပိတ်ပေးခဲ့ပါတယ်ညနေပိုင်းတော့1 chain လွှဲပါတယ်ဗျာနော်2ခုနောက်ပိတ်လွှဲပါတယ်ရလာယူလေးသိပါရဲ့ဟလားကျွန်တော်လာယူလဲကျွန်တော် free ပဲပေးပါတယ်ဗျာနော် high မရှိလို့ရပါတယ်ဆန္ဒရှိမှာပါကျွန်တော်လည်းအမြဲတမ်းမမှန်ပါဘူးเนาะချိန်စာပြီးထိုးလို့ရအောင်ပဲပေးတာပါကဲဒီနေ့မနေ့တော့ကျွန်တော်20 site လေးပြမယ်ဗျကျွန်တော်နောက်ပိတ် site လေးပြခြင်းပါနောက်ပိတ် site လေးပြမယ်ဗျာနော်တပင်းနှစ်ပင်ကျော်မှာဒီမှာ9နောက်ပိတ်တပင်းနှစ်ပင်ကျော်မှာဒီမှာ9နောက်ပိတ်တပင်းနှစ်ပင်ကျော်မှာဒီမှာ3နောက်ပိတ်ဒီချာလေးတော့ကြည့်ပြီဗျာဒီ3နောက်ပိတ်ဘယ်လိုကြလဲဆိုတော့တဲ့သူ့ရဲ့တပင်ကျော်ပါနော်ဒီ4ရဲ့9ရဲ့4ရဲ့9ရဲ့1ရဲ့1 9လေး3လုံးပေါင်းခြင်းဒီတဲ့4ပါ4ရဲ့ပါဝါ9ပေါ့အဲ့4ကိုတဲ့ကျွန်တော်ဒီလို3လုံးပေါင်းခြင်းပြန်4ကိုပြန်ဖြစ်ပြရပါမယ်4ရဲ့ခွန်ရဲ့1ရှိပါတယ်တဲ့3ထည့်လိုက်အတွက်ကြောင့်သူက4ဖြစ်ပါတယ်ဒီမှာ4ကို4ဖြစ်တော့ကြောင့်သူတောင်းကြည့်ပါပြီဗျာနော်အဲ့တော့တပင်နှစ်ပင်ကျော်မှာ9နောက်ပိတ်ကြဖို့အတွက်သူ့တပင်ကျော်ပါပေါ့ဒီ9ရဲ့4ရဲ့3ရဲ့တဲ့3 4 9 3လုံးပေါင်းခြင်းဒီရဲ့သူက6ပါ6ရဲ့ပါဝါ1အဲ့6တက်ကိုတဲ့ဒီ3လုံးပေါင်းခြင်းပြန်6တက်ဖြစ်ပြရပါမယ်ဒီမှာ1ရဲ့1ရဲ့2ရှိပါတယ်တဲ့9ထည့်လိုက်ရတော့သူက1ဖြစ်ပါတယ်6တက်ကို1ဖြစ်တော့ကြောင့်သူတောင်းကြည့်ပါပြီတဲ့နော်တေချာလေးကြည့်ပြပါဗျအဲ့ဒီမှာ1 9နောက်ပိတ်ရဖို့အတွက်သူ့ရဲ့ပြင်ကျော်8ရဲ့6ရဲ့4 9ရဲ့9 6 8 3လုံးပေါင်းခြင်း4ရဲ့3ပါ3ရဲ့ပါဝါ8 3 8 9တဲ့ကျွန်တော်ဒီ3လုံးပေါင်းခြင်းပြန်3 8ဖြစ်ပေးရပါမယ်1ရဲ့3ရဲ့4ရှိပါတယ်9နောက်ပိတ်ထည့်လိုက်ရတော့3ဖြစ်ပါတယ်ဗျနော်အဲ့ဒါသူတာဝန်ကြည့်ပါပြီဗျနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့မနက်နောက်ပိတ်ပေါ့သူ့ရဲ့ဒီပြင်ကျော်ရတဲ့9ရဲ့4ရဲ့9ရဲ့9 4 5 3လုံးပေါင်းခြင်းဒီတဲ့သူက4ပါ4ရဲ့ပါဝါ9ဗျအဲ့4ကိုတဲ့ကျွန်တော်ဒီ3လုံးပေါင်းခြင်း4ကိုဖြစ်ပေးရပါမယ်တဲ့ဒီမှာ2ရဲ့1က3ရှိပါတယ်တဲ့နော်4ပြအောင်ဆိုလို့ရှိရင်ကျွန်တော်တို့က1ထည့်ရပါမယ်ဘယ်လို9ပြအောင်ဆိုလို့ရှိရင်6ထည့်ရပါမယ်နော်အဲ့တော့ကျွန်တော်16နောက်ပိတ်ခံထားပါတယ်ဒါမနက်ပိုင်းမှာ16နောက်ပိတ်ခံထားပါတယ်ဗျာနော်ကြိုင်နဲ့တက်တက်ဆိုမှယူထိုးပါဗျာနော်ချိန်စာပြီးထိုးပါချိန်စာပြီးထိုးလို့ရအောင်သင်ပြတာပါကျွန်တော်ညနေပိုင်းတွဲဆိုင်ပါတခါလေးပြမယ်ဗျနော်ညနေပိုင်းတွဲဆိုင်နေရလဲမိုက်ပါတယ်နော်တပင်းနှစ်ပင်ကျော်မှာဒီမှာညနေပိုင်းလေးကျွန်တော်9နောက်ပိတ်လေးရေးပြမယ်ဗျာတပင်းနှစ်ပင်ကျော်မှာ9တပင်းနှစ်ပင်ကျော်မှာ3โอเคဒီ3နောက်ပိတ်ဘယ်လိုကြလဲဆိုတော့လေသူ့ရဲ့အပေါ်တပင်ကျော်ပါဗျာနော်ဒီကနန်း3လုံးပေါင်းခြင်းဒီရဲ့1ရဲ့9ရဲ့4ရဲ့3လုံးပေါင်းခြင်းဒီရဲ့4ပါသူကရှင်းတယ်ဗျာ4ကို4ပဲပြန်ကြရမယ်ဗျာနော်ဒီ3လုံးပေါင်းခြင်း4ကိုတဲ့ကျွန်တော်ဒီ3လုံးပေါင်းခြင်းပြန်4ပါတယ်တဲ့ဟုတ်နော်ဒီ3လုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ကျွန်တော်ဒီ3လုံးပေါင်းခြင်းပြန်4ဖြစ်ပေးရပါမယ်ဒီမှာ1ရှိတဲ့အတွက်3နောက်ပိတ်ပဲထည့်ပါမယ်4ဖြစ်အောင်3နောက်ပိတ်ပဲထည့်ပါတယ်နော်တပင်းနှစ်ပင်ကျော်မှာ9နောက်ပိတ်ကြဖို့အတွက်ကလည်းသူ့ရဲ့အပေါ်ပြင်3ရဲ့4ရဲ့3ရဲ့3 3ရဲ့4 3လုံးပေါင်းခြင်းဒီခွန်ပါတယ်အဲ့ခွန်လည်းကျွန်တော်ဒီ3လုံးပေါင်းခြင်းပြန်မဲ့ခွန်ဖြစ်ပေးရပါမယ်တဲ့ဒီမှာနှလုံးပေါင်းခြင်းရှိပါတယ်9နောက်ပိတ်ထည့်လိုက်တော့ခွန်ဖြစ်ပါတယ်သူကခွန်မဖြစ်ရမှာဗျာနော်တပင်းနှစ်ပင်ကျော်မှာဒီမှာ9နောက်ပိတ်ကြဖို့အတွက်ကလည်းသူ့ရဲ့တပင်ကျော်9ရဲ့6ရဲ့3ရဲ့9 6 3 3လုံးပေါင်းခြင်းဒီ8ပါအဲ့8ဆိုရင်ဒီ3လုံးပေါင်းခြင်းလည်းပြန်8ဖြစ်ပေးရပါမယ်3ရဲ့3ရဲ့3ရှိပါတယ်9နောက်ပိတ်ထည့်လိုက်တော့သူက8ဖြစ်ပါတယ်8ကို8ပဲဖြစ်ပေးရမယ်ဗျာနော်ဟုတ်ပြီတပင်းနှစ်ပင်ကျော်မှာလည်းကျွန်တော်ဒီမှာဒီနေ့နောက်ပိတ်ဒီနေ့ညနေနောက်ပိတ်ကြမှာနော်သူရဲ့တပင်ကျော်
9ရက်4ရက်1ရက်9 4 1 3လုံးပေါင်းချင်းပြီးတယ်3ကြပါအဲ့3ကြဟုတ်လေကျွန်တော်တို့ဒီ3လုံးပေါင်းချင်းပြန်3ကြပဲဖြစ်ပေးရပါမယ်1ရက်8ရက်9ရှိပါတယ်3ကြဖြစ်အောင်ဆိုရင်လည်းကျွန်တော်တို့1ပဲထည့်ပေးရပါမယ်နော်အဲ့တော့3ကြဖြစ်ဖို့အတွက်က1ပဲနောက်ပေး1နောက်ပေးဒါပေမဲ့ကျွန်တော် site က2 site ရှိပါတယ်ကျွန်တော်နောက်တစ် site ပြနေတယ်ဗျာနော်နောက်တစ် site ပြမယ်နောက်ပိတ် site ပဲဗျအဲ့ဒါကိုကြိုက်နေတဲ့အတွင်းကိုကြိုက်နေတဲ့အတွက် site ကိုယူထိုးပါဗျာနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကြဒီ3လုံးပိတ်ကြဖို့အတွက်ပဲသူ့ရဲ့တပင်ကျော်ပါနော်1ရက်9ရက်1ရက်9ရက်3ကြပါတဲ့သူကတော့ပါဝါခံမှာဗျာ3ညာ5အဲ့3ညာဒီ1ရက်9ရက်နှလုံးပေါင်းချင်း3ညာ5ကိုတဲ့3ကြပါနော်3ညာရဲ့ပါဝါ5 3ညာ5ကိုလည်းဒီဇောင်းဖြတ်ပေါင်းချင်း3ညာ5ဖြစ်ပေးရပါမယ်ခွန်ရင်3ရက်3ညာဖြစ်ပါတယ်ဒီကြလေးကြည့်ပါကြကျွန်တော် site နဲ့ site ဖန်ထားလို့ပါတပင်ကျော်မှာ9နောက်ပိတ်ကြဖို့အတွက်သူ့တပင်ကျော်6ရက်4ရက်3ကြပါတဲ့3ညရဲ့ပါဝါ9ပေါ့ဗျာအဲ့တော့ဒီနှလုံးပေါင်းကြီးကလည်း3ည5ပဲဖြစ်ပေးရပါမယ်ဒီနှလုံးပေါင်းကြီး1ရက်9ရက်နှလုံးပေါင်းကြီးလည်း3ည5ပဲဖြစ်ပေးရဆို3ညဖြစ်ပါတယ်ဗျာဒီချာလေးကြည့်ပါတပင်ကျော်မှဒီမှာ9နောက်ပိတ်ကြပဲသူ့တပင်ကျော်ခွန်ရင်6ရက်ခွန်ရင်6ရက်3ဗျာခွန်ရင်6ရက်3ပါနော်3ရက်ပါဝါ8 38ကိုတဲ့ဒီလိုဇောင်းဖြတ်ကလည်း38ပဲဖြစ်ပေးရပါမယ်တဲ့ဒီမှာ38ပါလေ9နောက်ပိတ်အတွက်ဆိုတာ8ဖြစ်ပါတယ်နော်တရားကြည့်ပါဗျာနော်ဒီနေ့နောက်ပိတ်ဒီမှာကြာဖို့အတွက်အားသူ့ရဲ့တပင်ကျော်2ရက်4ရက်6ပါ2ရက်4ရက်6တဲ့6ရက်ပါဝါ1 6တက်ကိုတဲ့ကျွန်တော်ဒီလိုဇောင်းဖြတ်ပေါင်းကြီး6တက်ဖြစ်ပေးရပါမယ်ဒီမှာ1ရှိနေပါတယ်ဗျ6ဖြစ်အောင်ဟာနော်ဒီမှာ1ရှိနေပါတယ်6ဖြစ်အောင်ဆိုရင်5ထည့်ပါမယ်1ဖြစ်အောင်ဆို3ညထည့်ပါမယ်5 3ညနောက်ပိတ်ပဲရှိပါတယ်အဲ့တော့ကျွန်တော် site နဲ့ site ပြပါလေကျွန်တော်ဒီမနက်ထဲကနေတင်ပါပါဗျာမနက်ထဲကနေတင်ထားပါတယ်အဲ့ချိန်စာပြီးထိုးပါနော် site နဲ့ site ပြတာပါလေတင်းနောက်ပိတ်နဲ့3ည5နောက်ပိတ်ပါကိုကြိုင်းနေတဲ့အတွက်ကိုယူထိုးပါဗျာနော်အဲ့ကျွန်တော်ဒီမှာထိုးကထုတ်ထားလေးတော့ရှိတယ်ဗျာကျွန်တော်စင်ပြင်းမထင်တဲ့အားလေးထုတ်ထားတာပါကိုချိန်စာပြီးထိုးပါဗျာနော်ကျွန်တော်တင်းမတိုက်တော့ပါဘူးတင်း6နောက်ပိတ်နေရတော့ကျွန်တော်ဒါဒီ9ခုကတော့main ပါနော်ဒီ9ခုကတော့main ထားထိုးပါမယ်ဒီကောင်ကတော့ဒုတိယပါနော်အရင်ထိုးပါဗျာနော်နေကုန်ကြီးကတော့6ခုလေးနဲ့ရှိပါတယ်ကျွန်တော်ဒီမှာတင်းနောက်ပိတ်နဲ့9 3ညနောက်ပိတ်ရေးထားပါတယ်ဗျာနော်20 site လေးပြပြီးပါပြီအဲ့တော့ main 0အနေနဲ့ကိုအောင်ချိန်စာပြီးထိုးပါခဲ့အားလုံးပဲအပိတ်နေပါအဆင်ပြေကောင်းကြပါသည်ဗျာကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော်ကျွန်တော်တင်လိုက်ပြရအောင်ပါ like and share ခြင်းဖြင့်လည်းကူညီပါဗျာနော်ကျေးဇူးတင်ပါတယ်